ချိန်မမှန်တဲ့ကလေးတွေမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးများကလေးတွေအတွက်အိပ်ဆက်ခြင်းဟာခန္ဓာကိုယ်နဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးပါတယ်။အိပ်ချိန်မမှန်ရင်တော့အခုပြောမယ့်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။နံပါတ်1ကြီးထွားမှုနှေးကွေးခြင်းနောက်နှေးခြင်းကလေးတွေရဲ့ကြီးထွားမှုဟော်မုန်းတွေဟာကလေးတွေအိပ်နေစဉ်မှာအများဆုံးထွက်ပါတယ်။အိပ်ချိန်နဲ့ရင်အရက်ပူမယ်ကိုယ်အလေးချိန်မပြေတာတွေဖြစ်နိုင်ပါတယ်။နံပါတ်2အုံနောက်ညံရည်ကိုထိခိုက်ခြင်းအဲ့ဒီပြတ်တဲ့ကလေးတွေဟာအာယုံစူးစိုက်မှုနည်းခြင်းမှတ်ဉာဏ်နဲ့သင်ယူမှုစွမ်းရည်ကျဆင်းခြင်းစိတ်မတည်ငြိမ်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။နံပါတ်3စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းအိတ်ချိန်မလုံလောက်တဲ့ကလေးတွေဟာစိတ်တိုလွဲခြင်းစိုးရိမ်ပူပန်မှုများခြင်းအနာဂတ်မှာဆိုလို့ရှိရင်စိတ်ကြယောဂတောင်မှဖြစ်နိုင်ခြေမြင့်မာပါတယ်။နံပါတ်4ကိုယ်ခံအားကျရှင်းခြင်းအိတ်ဆက်ချိန်ဟာကိုယ်ခံအားကိုအားဖြည့်ပေးပါတယ်။အိတ်ချိန်နဲ့ရင်ဖျားနာလွယ်မယ်ယောဂကူးစက်လွယ်မယ်ခဏခဏနေမကောင်းခြင်းတွေဖြစ်နိုင်ပါတယ်။နံပါတ်5အဝလွန်နိုင်ခြေမြင့်မာခြင်းအဲ့ဒီပြတ်တဲ့ကလေးတွေမှာ metabolism နှေးကွေးပြီးတော့အစာစားခြင်းစိတ်များပြီးတော့အဝလွန်ယောဂဖြစ်နိုင်ခြေများပါတယ်။ကလေးတွေရဲ့အသက်လိုက်အိပ်ဆက်ချိန်ပြေဝအောင်ပေးအိပ်ဖို့ညဘက်တွေမှာစကရင်တိုင်းတွေဆော့ဖို့အိတ်ချိန်မှန်အောင်ဂရုစိုက်ပေးသင့်ပါတယ်။အိတ်ချိန်မှန်မှာကလေးတွေကကျန်းမာပျော်ရွှင်ပြီးဉာဏ်ရည်ထက်မြက်စေမှာဖြစ်ပါတယ်။ကျမတော့ဒီချက်ထက်ဝင်ပါကလေးစိတ်ပညာကိုသူတည်နာလောက်ကင်မျှဝေနေသူတယောက်ဖြစ်ပါတယ်။သူတို့ရဲ့ကလေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးသူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်မိဘတွေဆရာတွေနဲ့အတူတူပူးပေါင်းလောက်ကင်လျက်ရှိပါတယ်။ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်အတွေးအမြင်နဲ့အတူအနာဂတ်ကောင်းများကိုပိုင်ဆိုင်စေချင်တာကတော့ကျမရဲ့ရည်ရွယ်ချက်ပါ။